လူသားနှင့်ကောင်းချီးပေးတတ်ခြင်းကောင်းချီးပေးတတ်ခြင်းနှင့်လူသားကောင်းချီးဆိုတာဘာပါလဲလူအများစုကကောင်းချီးဆိုရင်တယောက်ယောက်ကိုကြီးကြီးကျယ်ကျယ်ချီးကျူးတာဆုတောင်းပေးတာကံကောင်းပါစေဆိုပြီးအတန်ကြီးနဲ့ပြောတာမျိုးကိုပဲစိတ်ထဲချက်ချင်းပုံဖော်မိတတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းကောင်းချီးဆိုတာအဲ့ဒီလောက်ကြီးကြီးမားမားကြီးမဟုတ်ပါဘူးအမှန်ဆိုရင်ကောင်းချီးဆိုတာအလွန်သေးငယ်ပြီးနေ့စဉ်ဘဝထဲအလွယ်တကူထည့်သွင်းနိုင်တဲ့စိတ်ထားတစ်ခုပါအဲ့ဒီစိတ်ထားကကိုယ်စိတ်ကိုတန့်စင်စေသလိုတစ်ဖက်လူရဲ့စိတ်ကိုလည်းနှွေးထွေးစေတယ်အဆုံးမှာကဘာကြီးကိုနည်းနည်းလေးပိုချစ်ဖို့ကောင်းအောင်လုပ်ပေးနိုင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်လူတစ်ယောက်ရဲ့စိတ်ထဲမှာမနာလိုမှုနှိုင်းယှဉ်မှုခါးသီးမှုကိုအပြစ်တင်မှုစတဲ့အဆိုးမြင်ခံစားချက်တွေပေါက်ဖွာလာတဲ့အချိန်တွေရှိတတ်ပါတယ်။အထူးသဖြင့်ဆိုရှယ်မီဒီယာခေတ်မှာအဲ့ဒီခံစားချက်တွေပိုမြန်ဆန်စွာပေါက်ဖွာလာတတ်ပါတယ်။တယောက်ယောက်ရဲ့ခရီးသွားတတ်ပုံအလုပ်အောင်မြင်မှုကလေးရဲ့ပျော်ရွှင်နေတဲ့မျက်နှာချစ်သူနဲ့အတူပျော်ရွှင်စွာနေထိုင်နေတဲ့မြင်ကွင်းတွေးလိုက်ရတဲ့အခါစိတ်ထဲမှာခဏလောက်ငုံရှိုးကျုံဝင်သွားတတ်ပါတယ်။ဘာလို့ငါမှမရှိတာလဲငါဘာလို့ဒီလောက်ပဲရှိနေရတာလဲဆိုတဲ့အတွေးတွေပေါ်လာတတ်တယ်။အဲ့ဒီအချိန်မှာကိုယ်စိတ်ကချက်ချင်းအဆိုးဘက်ကိုဆွဲခေါ်သွားတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီခဏလေးကိုကြော်လွှားနိုင်တဲ့နည်းလမ်းတစ်ခုရှိပါတယ်။အဲ့ဒါကကောင်းချီးပေးတတ်ဖို့ပါ။ရိုးရှင်းပါတယ်စိတ်ထဲကတိုးတိုးလေးပြောကြည့်ုံပါပဲ။ကောင်းပါတယ်မင်းဆက်ပျော်နေပါစေ။မင်းရဲ့အောင်မြင်မှုကငါ့ကိုပါလှုံ့ဆော်စေပါတယ်မင်းရှိနေတာကြောင့်ကဘာကြီးကပိုလှပစေပါတယ်ဆိုတဲ့စကားလုံးလေးတွေစိတ်ထဲထည့်ကြည့်ုံနဲ့စိတ်ကတဖြည်းဖြည်းပြောင်းလဲလာတတ်ပါတယ်အဲ့ဒီစကားလုံးလေးတွေကစိတ်ထဲကအမှောင်ကိုတစ်ချက်ချင်းဖယ်ထုတ်ပေးနိုင်တယ်အဲ့ဒါကအတင်းကျပ်ဟန်ဆောင်တာမဟုတ်ပါဘူးကိုယ်စိတ်ကိုကိုကာကွယ်တာကိုယ်စိတ်ကိုအစိတ်မသိအောင်တန့်စင်တာဖြစ်ပါတယ်